အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့တောင်ကြီးမြို့နယ်မြန်အောင်မြို့ကိုပုတ်ပေးတဲ့ပင်လေးတွေကိုပြပေးခြင်းလို့ပါရှင်ဒီပင်လေးကတော့ဒရေးသီးပင်လေးပါနော်ဒီပင်လေးကတော့စကတ်ရွှေကိုဂိုင်းကူပင်လေးပါရှင်ပင်တန်အောင်ကောင်းပြီးတော့အပူပါလာလေးရွေးပြီးတော့ထည့်ပေးလိုက်ပါတယ်နော်အပူများများလေးနဲ့အုံလာတာလေးရွေးပြီးတော့ထည့်ပေးလိုက်ပါတယ်ရှင်ဒါလေးကတော့စကတ်ရွှေပင်လေးပါနော်ဒီဘက်ကပင်လေးကတော့ပတောက်ဝါကိုမှဂိုင်းကူပင်လေးပါရှင်ဂိုင်းကူတွေဖြစ်တာကျွန်တော်နှစ်ချင်းပွင့်ပါတယ်နော်ဒါလေးကလည်းစကတ်ရွှေပင်လေးပါဒါလေးကတော့အဲ့အသေးဆိုင်လေးပါရှင်ကဲဒီပင်ကတော့စကတ်ရွှေကိုမှအဲ့အကြီးဆိုင်ကြီးပါရှင်ကဲဂိုင်းနိုင်မှာအဖူးအပွင့်များများလေးနဲ့ကိုရွေးပြီးတော့ထည့်ပေးလိုက်ပါတယ်နော်အပင်တန်အောင်ကောင်းပြီးတော့လာတာလေးရွေးပြီးတော့ပုတ်ပေးလိုက်ပါတယ်ရှင်ဒါလေးကတော့နေတာကင်းဒီလေးပါနော်သူလေးလည်းအခုပွင့်ပါတာလေးရွေးပြီးတော့ထည့်ပေးလိုက်ပါတယ်ဒါလေးတွေကတော့မင်းကလက်ဆောင်ထည့်ပေးတဲ့နှင်းစီပင်လေးတွေပါနော်နှင်းစီပင်လေးလည်းအောင်ကောင်းပြီးတော့လာတာလေးရွေးပြီးတော့လက်ဆောင်ထည့်ပေးလိုက်ပါတယ်ရှင်ဒါလေးကလက်ဖက်နှင်းစီပင်လေးပါနော်ဒီလေးမျိုးအတွက်ဆိုရင်အယောင်ကိုချိန်နဲ့ပို့ပေးပါတယ်ရှင်ကြံမြို့နယ်ကတော့ဝတ္တရကျူလေးပေးရပါမယ်နော်